တော်တော်များများပေါ့နော်ကိုထွန်းဒီကိုရီးယားကိုရောက်လာတာဘေးအေဂျင်စီနဲ့ရောက်လာရဲပေါ့နော်အဲ့လိုမျိုးလာမေးကြပါရဲပေါ့နော်ကိုထွန်းဖြေထားပါတော့ဒါပေမဲ့ဖြေဟိုဟာမေးတရားမေးဆိုတရားမေးရပါတော့ကိုထွန်းလည်းပေါ့နော်အဲ့စာသားလေးကို copy ယူပြီးတော့ပေါ့အမြဲတမ်းထားတဲ့ပုံစံမျိုးဖြစ်သွားပါတယ်ပြပြပါမယ်ပေါ့နော်ကိုထွန်းဘာဘေးအေဂျင်စီနဲ့လာတာမို့ဆိုတော့ပေါ့နော်ဒီ MECD ပေါ့နော် Korea Language Center နဲ့လာခဲ့ရပါ MECD ပေါ့နော်သိရတယ်လည်းသိမှာပါမသိရတယ်လည်းမသိပါတော့ agency ကအဲ့လောက်ကြီးနာမည်ကြီးရတဲ့ထဲမပါဘူးပေါ့နော် MECD လို့ခေါ်ကြပါတော့ကိုထွန်းတို့ရဲ့ရွာမှာကပေါ့နော်ကိုထွန်းတို့ရဲ့ရွာမှာဒီပေါ့နော်ဦးစင်းရှိရပါတော့အဲ့ဦးစင်းကဒီ MECD နဲ့အချိတ်ဆက်ရှိရပါတော့ရှိတော့ဦးစင်းကနေလောက်ပြီးလို့ကိုထွန်းတို့လည်းသိကြရပါတော့ဒါမှမဟုတ်ကိုထွန်းတို့လည်းအဲ့ MECD ကိုအဲ့လောက်ကြီးဟိုလိုကိုမျိုးတက်ခဲ့ရတာမဟုတ်ပါဘူးအဲ့လိုပေါ့နော်ကိုထွန်းတို့ရွာနာတဲ့ဦးစင်းကချိတ်ပြီးလို့အဲ့လိုမျိုးပေါ့နော်တက်ပြီးသွားတာပါအဲ့ MECD နဲ့လောက်ခဲ့ရပါအဲ့လို MECD နဲ့လောက်တော့ပေါ့နော်အဲ့လိုမျိုးကောင်းလားဆိုတော့ပေါ့နော်ကောင်းတယ်လို့ပြောရမှာပေါ့နော်ကိုတို့ကကိုတက်ခဲ့တဲ့ agency မို့လို့ပြောရတာမဟုတ်ဘူးပေါ့နော်ဘာလို့လဲဆိုရင်ပေါ့သူများ agency ရပေါ့နော်အခုတော့မသိဘူးပေါ့နော်ကိုတို့လာတော့သူများ agency ရတာပေါ့နော်ဒီပေါ့နော်သူက agency ကပေးပြီးသွားပြီဆိုရင်ဒီအဲ့လိုပေါ့နော်တန်ရုံးကိုဗီဇာတွေပါဝင်နေပါအဲ့လိုပေါ့နော်စီးပေါ်ကင်းတွေပါယူရတဲ့ခါကျရင်ဒီဒေါ်လာတွေသူကပေးရသေးတယ်လေအဲ့လိုဒေါ်လာပေးပြီဆိုရင်သူများ agency တွေကအဲ့ဒေါ်လာကိုထပ်ပြီးတော့ပေးရတယ်တဲ့အဲ့လိုပြောကြပါပေါ့နော်ဒါပေမဲ့ကိုထွန်းတို့ agency တကူကောင်းတာလေအဲ့လိုထပ်ပေးစရာမလိုဘူးကိုထွန်းတို့ agency ကဒါဘယ်လိုလဲဆိုရင်သူ့ကိုပထမဆုံး agency ကပေးလိုက်တယ်ပေါ့နော်အဲ့ agency ကပေးလိုက်ပြီဆိုရင်အကုန်လုံးကိုတူတာဝန်ယူသွားတာဒီဒေါ်လာတွေဘာတွေညာတွေပေါ့နော်ဗီဇာယူရတန်ရုံးတွေအကုန်လုံးအဲ့ဒါတွေအကုန်လုံးအဲ့ဒေါ်လာတွေတူကိုကပေါ့နော်ဖောင်းဗီဇာဝင်မယ်ဆိုရင်ကွာဗီဇာဝင်မယ်ဆိုရင်ပထမဆုံးကိုကအိတ်နေလိုက်အိတ်နေပြီးအဲ့ဗီဇာဝင်မဲ့နားလေးကိုကသွားလိုက်တူစားတဲ့လာပြီးတော့အဲ့စားတဲ့နေ့မှာတခါဒေါ်လာရောအကုန်ပါပြီးသားအဲ့လိုပေါ့နော်တူအကုန်လုံးအပီးစီစဉ်ပေးထားပါတော့အဲ့လိုဒီကိုထွန်းတို့ရဲ့ဒီပေါ့နော်MCD ကအဲ့လိုမျိုးလုပ်ပေးတယ်ကိုကဘာမှပြန်ကြည့်ကြမလို့ပေါ့နော်အဲ့လိုဒေါ်လာတွေပါဆိုလဲကိုကိုဝယ်ကြမလို့လိုက်ရှာကြလည်းမလို့ပတ်စံလည်းထပ်ပေးစရာမလိုပေါ့နော်တူအော်တိုအကုန်လုံးကိုစီမံပေးသွားကိုက agency ကားလေးသူ့ကိုပေးထားလိုက်ပြီဆိုတာနဲ့အကုန်လုံးကိုတူတာဝန်ယူသွားပါတယ်အဲ့ဒါပေါ့နော်သူများလည်းမေးကြပါတော့ကိုထွန်းတို့ agency ကအဲ့လိုမျိုးလားသူများတွေကျွန်တော်တို့ agency ကတော့အဲ့လိုပေါ့နော်ဒေါ်လာထပ်ဝယ်ဒေါ်လာကောက်ထပ်ပြီးတော့ပေးရတယ်ဘာညာပြောကြပါတော့အဲ့လိုမျိုးပြောကြပါတယ်ကိုတို့ကတော့အဲ့လိုမျိုးပေါ့နော်မပေးခဲ့ရဘူးပေါ့နော်ဒီတိုင်းပဲသူ့ကို agency ကလေးပထမဆုံးပေးပြီးတော့နောက်ပိုင်းတပြင်းဟာတွေတူအကုန်တာဝန်ယူသွားတာပါကိုဘက်ကအဲ့လိုပေါ့နော်ရန်ကုန်တွေပါသွားတဲ့ဈေးတွေပါအဲ့ဒါတော့ပဲကုန်တော့တာပေါ့နော်အဲ့ဒါပြောပြတာပါအဲ့သူ့ show ပေါ့နော်အဲ့ agency show အပ်ချင်တဲ့ဘာညာဆိုလဲအဲ့မှာပေါ့နော် Facebook မှာပေါ့နော်ဒီ MECD Korea Language Center ဆိုမှပေါ့နော်ရိုက်ရှာလိုက်ရင်တွေ့ပါတယ်အဲ့မှာမန္တလေးမှာလည်းရှိရပါတော့ရန်ကုန်မှာလည်းရှိပါတယ်ကိုတို့ကရန်ကုန်ရုံးတော့တစ်ခါပဲရောက်ဘူးပေါ့နော်ဒီကိုရီးယားကိုရောက်လာတော့မယ်ဆိုတော့စားစနေတော့ရောက်ဘူးပါမန္တလေးရုံးကတော့ကိုထွန်းကပေါ့နော်အဲ့မှာတင်တန်းတက်ခဲ့သေးရပေါ့နော်တင်တန်းတက်ခဲ့ရဆိုတော့ခဏရောက်ဘူးပါတယ်ကဲအဲ့ဒါလာပြတာပါ